ဒီကားရဲ့နာမည်ကတော့ခြေဒီခြေကိုစားနေဆိုတော့ဒါအချင်းခြေနဲ့စားပါလို့ကြာခဲ့တဲ့နာရီကခုံမဲကြာတယ်လို့ပြောနေတာအဲ့ဒါဒီကနေ့ရှိတော့အချင်းကစားလိုက်အကြမ်းတော့ဒါရီကကာလာတခုရန်ကဒါလေးလို့ပြပြီးတော့စားရရတာလို့ဒီကြည့်အဲ့ခဗျာလေးဖတ်ကြည့်ခြေဒီလူစားရင်ဆိုတော့ဒီမှာကျွန်တော်ပြောတာအစားခံတဲ့လူကမရှိဘူးပြေသွားပြီသူကန်းခဲ့တဲ့ရက်တော်မျိုးပြီးတော့ဒီနေရာလေးကရေတော့ရက်တော်လေးပါအဲ့ဒါစက်ကူလေးကတ်ပြီးတော့တည်တဲ့လူရဲ့အကြောင်းအရာလေးအသက်ဘယ်တော့ဘူးဒီပါလားဘယ်လိုရောက်ပါလဲအဲ့ဒါလေးဒီအဲ့ဒီမှာကျွန်တော်ဒီစောက်ဝိုင်းလေးရေးခဲ့ရှေ့အောင်စောက်ဝိုင်းလေးဒါတန်လျာလို့ဆိုတယ်ဘဝတန်လျာသူဒီဘဝကနေနောက်ဘယ်ဘဝရောက်အောင်လဲနောက်ဘယ်ဘဝနေကဆက်လက်ပြီးတော့အဲ့ဒီအချိန်ကဘယ်တော့ဒီသူ့စားနေနေတာပြောလို့မရဘူးအဲ့ဒီလိုဘဝတန်လူတွေတေးပါပြီနောက်ဘဝအဆက်ပြီးဒါလေးကတေဆုံးတွေဝိညာဉ်လိပ်ပြနေဝင်ချိန်လေးကိုပြောတာဟိုနှစ်ခုကကျွန်တော်ဘာပြောရလဲဆိုတော့တတိပေးစကားပြောတာအချင်းရလူစားတယ်အချင်းရနိုင်အချင်းကိုလည်းစားတယ်အချင်းရလူလည်းစားတယ်နောက်အချင်းကိုနိုင်အောင်ပြန်စားနော်အကျဉ်းပဲကျွန်တော်လွယ်လွယ်ပြောလိုက်တာတကယ်တော့အချင်းကိုပြန်စားဆိုတာအချင်းရှိကအလုပ်လုပ်တာအချင်းရှိကကိုလုပ်ရမယ်လို့ကိုပြီးအောင်လုပ်တာအဲ့ဒီကအချင်းကိုနိုင်သွားတာပဲအခြေရှိကထိုင်ပြီးတော့တွေးနေတယ်ငါဟိုကလောက်အောင်မလားဒီကလောက်အောင်မလားငါဒီကိုပြီးအောင်ရေးရမလားဆိုအဲ့လိုကြာနေအချိန်ကကိုယ်စားသွားပြီတရေလို့ရေးပြဘူးဒီအဲ့ဒါဟုတ်အဲ့ဒီဘောနဲ့ဒါတော့ကျွန်တော်အမှန်ဒါတွေကဓမ္မဘုရားဟောတယ်ကျွန်တော်ကအရက်သုံးပေါ့အရက်တရားတွေအတိဘောပြောတယ်အဲ့လိုတွေအခြေအနေအစားဆိုတာအဲ့ဒါပဲကျွန်တော် Facebook ထဲမှာလည်းအဲ့ဒါတွေရေးထားတယ်ဒီလိုမျိုးအချိန်ရှိကအလုပ်လုပ်ပါအလုပ်ကိုပြီးအောင်လုပ်ပါဒါအခြေအနေကိုစားပါ